မန္တလေးသားတွေတောင်ညဘက်ဆိုသွားဖို့ဝင်လေးကြတဲ့နေရာတွေရှိတယ်ဆိုတာသိပါသလား။သမိုင်းကျောင်းတွေရဲ့နောက်ွယ်မှာခုထိမရှင်းပြနိုင်သေးတဲ့ဖြစ်ရဆန်းတွေခြောက်ချားစရာတနာရီတွေသိသစိလူ့ဝဲနေစေဖြစ်ပါတယ် မင်္ဂလာပါဒီနေ့မန္တလေးမြို့ထဲကလူကြားထဲမှာနာမည်ကြီးနေတဲ့တရေတနာရေးနေရ၃ခုကိုပြောပြပေးသွားမှာပါဒီဇလန်တွေဟာတမိုင်းအတီးဖြူချက်မရှိတဲ့လူပြောပုံပြင်များတာဖြစ်ပါတယ်တစ်မန္တလေးနန်းတော်ညက12နာရီကျော်လာရင်နန်းတော်တွင်ကလမ်းကြားတွေဟာတိပ်ဆိတ်သွားပါတယ်လူမရှိတဲ့အချိန်မှာခြေတန်းလိုအတန်းတစ်ချက်နှစ်ချက်ကြားရတတ်တယ်လို့အဆောင်လုပ်ဖူးသူတချို့ကပြောကြပါတယ်တချို့ညတွေမှာတော့တနိုင်းနားကနေမင်းဝစ်ဆုံနန်းဝစ်နန်းစားတဲ့အရေးပုံတစ်ခုဖြည်းဖြည်းလျှောက်သွားတာမြင်ဖူးတယ်လို့ဆိုကြပါတယ်အဲ့ဒီအရေးကိုနောက်ဆုံးဘယံဖြစ်တဲ့တီဘောမင်းနဲ့ဆက်ဆက်ပြောကြသူတွေလည်းရှိပါတယ်ဒါပေမဲ့အတီးပြုတ်ထားတဲ့သက်သေတစ်ခုမှတော့မရှိပါဘူးနှစ်မန္တလေးတောင်နေဘက်မှာတော့အလားဆုံးမြင်ခွင့်ကိုပေးနိုင်တဲ့တောင်ပါဒါပေမဲ့ညဘက်ရောက်လာရင်လေတိုက်တန်းတက်ပြီးလွတ်တန်းစိတ်ကိုအေးခဲသလိုခံစားရစေပါတယ်ညဘက်တက်ဖို့သူတချို့ရဲ့ပြောချက်အရာနောက်ကနေလိုက်လာသလိုခြေတံကြားရတတ်တယ်လှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိပါဘူးတချို့ကလည်းအနှဲငယ်မောင်းတဲ့နေရာတွေမှာလူအရိပ်တွေဖြတ်သွားတာမျိုးမြင်ဖူးတယ်လို့ဆိုကြပါတယ်လေတိုက်တန်းလားမျက်စီထင်းရောင်ထင်မလားဒါကိုတော့ဘယ်သူမှအသေးချာမပြောနိုင်ပါဘူး၃ကန်တော်ကြီးဦးရန်ရေကန်ပေးနေရတဲ့ဟာတရေတနာကြီးများအတွက်အနည်းနာမည်ကြီးတတ်ပါတယ်ကန်တော်ကြီးမှာညဘက်လမ်းလျှောက်ဖူးထူးတချို့ကရေမြင့်တဲ့ပြင်နားမှာအဝိဖြူဝစ်ထားတဲ့အမျိုးသမီးပုံစံတစ်ခုတိတ်တိတ်လေးရန်နေတယ်လို့ပြောကြပါတယ်တချို့ညတွေမှာတော့ရေရောက်ကနေခေါ်တန်းလို့အတန်းလေထဲကခေါ်တယ်လို့အတန်းကြားရတတ်တယ်လို့ဆိုကြပါတယ်ဒါပေမဲ့ရေအလင်းပြန်မှုလေတိုက်တန်းစိတ်ထင်ရောင်ထင်မှာဖြစ်နိုင်ခြေများလည်းရှိပါတယ်မန္တလေးမြို့ဟာတမိုင်းကြီးပြီးအမတ်တရားများစွာပြည့်နှံနေတဲ့မြို့ပါတိတ်ဆိတ်မှုအမောင်စမိုင်းနောက်ခံအဲ့ဒီຢာတွေပေါင်းစပ်သွားတဲ့အခါလူတွေရဲ့စိတ်ကူးပုံဖော်မှုတွေကတရေတနာရီများကိုဖန်တီးပေးနိုင်ပါတယ်သင်ကတော့ဒီနေရာတွေကိုညဘက်သွားဖို့ပါသလားတကယ်ပဲတခုခုကြုံဖို့ပါသလား comment မှာရေးခဲ့ပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တော့ like လုပ်ပေးဖို့နဲ့နောက်ထပ်အခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့ဟုတ်ခင်ဗျာအားလုံးပဲပြီးကင်းကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ